အားလုံးပဲမင်္ဂလာပါ brother တို့ရေ Zenny Gaming ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာမကြခင်မှာတော့ကျွန်တော်တို့ရဲ့ original server ပေါ်ကို new accession hero တကောင်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်အရင်တော့ထွက်ခဲ့တဲ့ hero တွေမှာတော့ spare 3ခု4ခုပါပေမဲ့အခုအသစ်ထွက်ရှိလာမယ့် hero မှာတော့ spare က2ခုပဲပါလာမှာပဲဖြစ်ပါတယ်အခုအသစ်ထွက်ရှိလာမယ့် hero က accession hero ဆိုတဲ့အတိုင်းပဲသူ့မှာရှိတဲ့ရက်တောင်တွေနဲ့ဒီ enemy တွေကိုတိုက်ခိုက်သွားမှာပဲဖြစ်ပါတယ်အရင်ကထွက်ပြီးသား hero တွေတိုင်းတဲ့အခုအသစ်ထွက်ရှိလာမယ့် hero ကကန်ရအခက်ဆုံး hero တစ်ကောင်ဖြစ်လာမှာပဲဖြစ်ပါတယ်ဒီ new accession hero ကိုတော့ advanced server မှာရောက်နေတာကြာပါပြီမကြာခင်အချိန်တွင်းမှာလည်းကျွန်တော်တို့ original server ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်ဒီ hero ရဲ့နာမည်ကတော့ Hirara လို့ခေါ်ပါတယ် Hirara ရဲ့ animation video လေးကိုယင်ကြည့်လိုက်ရအောင်သူရက်တောင်လေးနှစ်ချက်နဲ့တိုက်မယ်ပေါ့နော်ဒီပန်းပွင့်လေးမှာတော့ဒီမှာမေးပဲရွက်လေးတွေပေါ့နော်ကျွန်တော်ကတော့မေးပဲရွက်လေးလို့ပဲသိတယ်ပေါ့နော်တော်တော်လေးရမိုက်တယ်ရက်တောင်နှစ်ချက်ကဒီဇိုင်းမတူဘူးပေါ့နော်โอเคမိုက်တယ်လှလာပဲတော်တော်လေးလှရယ်နော် new accession hero ဖြစ်တဲ့ Hirara ကိုတော့ကျွန်တော်တို့ရဲ့ original server ကို6လပိုင်း19ရက်နေ့မှာရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်အဲ့တော့ဒီ hero ကိုကန်တက်တဲ့သူတွေလည်းရှိလို့မကန်တက်တဲ့သူလည်းရှိလာမှာပေါ့နော်အဲ့တော့ခုကလေးကကန်တက်အောင်ကျွန်တော်တီးသလောက်လေး brother တို့ကျွန်တော်ဒီ combo လေးတွေ skill လေးတွေကိုကျွန်တော်နည်းနည်းလေးမျှဝေပေးပါမယ်အမှားယွင်းလေးများပါခဲ့ရင်လည်း brother တို့ဝေဖန်အကြံပြုထောက်ပြလို့ရရပေါ့နော်ကျွန်တော်ခုပြမဲ့ဗီဒီယိုလေးတွေကတော့ကျွန်တော်ရဲ့ဗီဒီယိုလေးတော့မဟုတ်ပေါ့နော်တခြားဗီဒီယိုလေးတွေကိုကျွန်တော်ဒီဘက်မှာကပ်လုပ်ပြီးတော့ဒီမှာထည့်ထားတာပဲဖြစ်ပါတယ်ကျွန်တော်ကလည်း advanced server မသုံးတဲ့အတွက်အဲကြောင့်မလို့တခြားဗီဒီယိုလေးတွေယူပြကျွန်တော်ဒီမှာ cap အနေနဲ့ထည့်ပြီးတော့ brother တို့ပြပေးတာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့တူတူ Hirara ရဲ့ scale လေးတွေကိုတူကြည့်လိုက်ရအောင် brother တို့ဒီမှာသူ scale 2ကိုတော့သူတို့ blink ခုံတဲ့နေရာမှာသုံးလို့ရတယ်Hirara ရဲ့ခေါင်းပေါ်မှာဒီမှာရက်တောင်လေးနှစ်ချက်ရှိရပေါ့နော်သူကAOE နှစ်ခါသုံးလို့ရတယ်ပေါ့နော်ဒီမှာဆို AOE တစ်ခါသုံးပြီးသွားပြီအဲ့တော့သူမှဆို AOE နှစ်ခါပွင့်မှာပေါ့ဒီမှာတစ်ခါသုံးပြီးသွားဆို AOE နှစ်ခါသုံးပြီးသွားပြီပေါ့နော်โอเคသူမှတော့သူသုံးနေတဲ့ combo ကတော့ဘယ်လိုသုံးနေလဲဆိုတော့သူက2ကိုသုံးတယ်2သုံးပြီးမှ1သုံးတယ်ပေါ့နော်โอเคအမကြီးစိုးတော့မစိုးဘူးပေါ့နော်ဒါပေမဲ့ကန်ရခတ်တဲ့ hero တွေလည်းပါလာမယ်ကန်ရခတ်ဆုံး hero တွေမှာပါလာမယ်accession တကောင်ပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်ကတော့တိတ်မခတ်အမြင်နဲ့ကျွန်တော်ပြောရတာတိတ်မခတ်လောက်ဘူးလို့ထင်တာဒါပေမဲ့ခတ်လောက်တယ်ဗျโอเคကျွန်တော်နောက်ပြီးတော့ဒီ hero ကဒီ enemy တွေကိုလည်း immune လို့ရရပေါ့နော်ဒီသူ့ရဲ့ဒီမာဆယ်ရဲ့ ultimate ကိုမြင်မှုကြမှာပါမာဆယ်ရဲ့ ultimate လိုမျိုးသူကအဲ့လိုမျိုးထွက်လာပြီးတော့သူ့ရဲ့ AOE ရအဲ့ထက်မှာဆိုရင်သူက immune ပဲပေါ့နော်โอเคအဲ့လိုလေးမစိုးပြမိုက်တယ်နော်သူစပယ်တွေသုံးတဲ့အခါမှာဆိုရင်သူ့ရဲ့ဒီခေါင်းပေါ်ကရက်တောင်လေးနှစ်ချက်ပေါ့နော်စတက်လေးတွေကကျွန်တော်စတက်လို့ပဲပြောလိုက်တော့မှာနော်အပေါ်ကဟာလေးတွေရဲ့နှစ်ခုကကျွန်တော်သူပွင့်လာရပေါ့နော်အဲ့မှာဆိုရင်သူက AOE နှစ်ခါသုံးလို့ရရပေါ့နော်โอเคဒီမှာတစ်ခါသုံးလိုက်ပြီဒီမှာတစ်ခါအဲ့ဆိုနှစ်ခါကုန်သွားပြီပေါ့နော်နောက်ပြီးကြရင်တော့သူကစပယ်လေးတွေပြန်သုံးပေါ့နော်ပြန်သုံးတဲ့ခါမှာဆိုအဲ့ဒါလေးတွေပြန်ပွင့်လာမယ်ဒီမှာဆို AOE တစ်ခါโอเคဒါခိုးတောင်းကလည်းတိတ်မကြဘူးပေါ့နော်ဒီမှာဆိုရင်ကြည့်မှဆိုရင်ခိုးတောင်းကတစ်ခုကို5စက္ကန့်လောက်ပဲရှိမယ်ဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ် mobile legend နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကြည့်ချင်တယ်ဆိုရင် brother တို့ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ Zenny Gaming ပဲဖြစ်ပါတယ်